အဲ့ဒီညတော့ကျွန်တော်အိမ်ပြင်ထွက်တာနဲ့ပတ်သက်ပြီးအမေပြောခဲ့တော့ကိုတီမှတ်မိနေပါသေးတယ်အချိန်ကတော့ညနေနေပါပြီကျွန်တော်တို့နေတဲ့တစ်သားအိမ်လေးရဲ့ပရင်းမောက်တွေကိုဖြတ်ပြီးလေယာတိုးဝေးတိုက်ခတ်နေပါတယ်အစာရေစာပြက်လက်မှုကကျွန်တော်တို့ရဲ့ရွာလေးကိုတရေတစီတို့ရဲ့ရွာဖြစ်ပြောင်းလဲစေခဲ့ပါတယ်ရွာတွေကလူတွေကတယောက်ချင်းစီပျောက်ကွယ်သွားခဲ့ပါတယ်အဲ့ဒါနဲ့ပတ်သက်ပြီးတော့လည်းဘယ်သူကမှမေးခွန်းမထုတ်ခဲ့ပါဘူးစာလောင်မှုကကျွန်တော်တို့ကိုမျှော်လင့်ချက်မဲ့စေခဲ့ပါတယ်စာလောင်မှုကပဲကျွန်တော်တို့ကိုယူသွစေခဲ့ပါတယ်အမေကကျွန်တော်ဘေးမှာထိုင်နေခဲ့ပါတယ်အမေရဲ့လက်ချောင်းတွေကတော့အယိုးပေါ်အရေးတင်ုံလောက်ပဲရှိပါတော့တယ်စံပြုတ်ကိုအသက်ရှင်ုံလေးပဲတောက်ခဲ့ရလို့အမေရဲ့အသက်ရှူတန်တွေကအာရုံနေပါတယ်မျက်တွင်းထဲထိကျနေတဲ့အမေရဲ့မျက်လုံးတွေကကျွန်တော်ခန္ဓာကိုယ်ကိုထိုးဖောက်သွားမှတက်ကြည့်နေပါတယ်ကျွန်တော်ဘယ်တော့မှမေ့လို့ရမှာမဟုတ်တဲ့စကားတစ်ခုအမေကတူတူလေးကပ်ပြောလိုက်ပါတယ်သူတို့ကသူ့ကိုစားလိုက်တာအန်ဒရီရဲ့ကျွန်တော်အာကောင်လေး6ကလာပြီးစရင်းမျိုးချလိုက်မိပါတယ်ဘသူ့ကိုစားလိုက်တာလဲအမေကကျွန်တော်ပခုံးနှစ်ဘက်ကိုအားနဲ့ညှစ်ပြီးပြောပါတယ်စတက်ဖန်ကိုပြောတာကျွန်တော်လုံးဝမတွေ့ဘူးခဲ့တဲ့ကျွန်တော်အကိုပါအိမ်ကြီးချင်းတွေကသူ့ကိုခေါ်သွားခဲ့တာအမေကဆက်ပြောပါတယ်သူ့ကိုပြုတ်လိုက်ကြတယ်ပြီးတော့စားလိုက်ကြတယ်အကုန်ပါပဲအယိုးတော်မကြမ်းခဲ့ဘူးကျွန်တော်ကမဟုတ်ဘူးလို့အော်ဟစ်ပြီးညင်းလိုက်ချင်နေပါတယ်ဒါပေမဲ့အလားတူကိစ္စမျိုးတွေကိုကျွန်တော်မြင်ဖူးထားတာရှိပါတယ်ကလေးတယောက်အနေနဲ့မမြင်သင့်တဲ့အရာတွေပါတစ်ချိန်ချိန်မှာလူတွေပျောက်သွားကြပြီသူတို့အိမ်လွတ်တွေပဲကြံနေခဲ့ပါတယ်လေထုထဲမှာအသားကိုမီးလောင်ကျွမ်းတဲ့အနံ့တွေရနေပါတယ်အဲ့ဒီအနံ့အသစ်သားတို့ကောက်ရိုးတွေကိုမီးလောင်တဲ့အနံ့တွေမတူပါဘူးအမေကကျွန်တော်ကိုသူ့နောက်ဆွဲကပ်လိုက်ပါတယ်အမေလက်သေးရှည်တွေကကျွန်တော်အရေးပြောင်းလာဆူးနေခဲ့ပါတယ်ဒါကြောင့်မင်းဘယ်တော့မှတယောက်တည်းအပြင်ရှောက်မသွားနဲ့အန်ဒရီသူတို့မင်းကိုပါစားကြလိမ့်မယ်ကျွန်တော်အမေစကားကိုကြောက်လန့်တကြားနဲ့ခေါင်းညှိပြလိုက်ပါတယ်ကျွန်တော်ရဲ့အတွင်းစိတ်ထဲမှာတော့မေးချင်နေပေမဲ့မမေးရတဲ့မိကုန်းတစ်ခုရှိနေခဲ့ပါတယ်အမေဘယ်လိုလုပ်သိသွားခဲ့တာလဲနောက်ပိုင်းညတွေမှာကျွန်တော်တိတ်တော့အိတ်လို့မရခဲ့ပါဘူးအိမ်ထဲမှာအမေရဲ့ရွေးရှားနေတဲ့အတန်ကိုကျွန်တော်ကြားနေရပါတယ်တီတိုးတန်တွေအရေးတွေကိုလည်းမြင်နေရပါတယ်နိုင်ငံပေါ်မှာပေါ်နေတဲ့အမေရဲ့အရေးကလူနဲ့တော့တိတ်မတူသလိုပါပဲစာလောင်မှုကအမေကိုပြောင်းလဲသွားစေခဲ့တာလားဒါမှမဟုတ်အမေကအမြဲတမ်းအခုလိုပဲလားတညမှာထူးဆန်းတဲ့အတန်တစ်ခုကြောင့်ကျွန်တော်အိယာကနေနိုးလာခဲ့ပါတယ်အတန်အရေရွှမ်းနေစီးကျက်ညီတယ်တိတ်တဆိတ်ဝါးနေတဲ့အတန်ရဲ့နောက်မှာအသက်ရှူတန်ပြင်းပြင်းတွေကိုပါကြားနေရပါတယ်ကျွန်တော်အိယာပေါ်ကနေခြေတောင်ဖွာပြီးဆင်းလာခဲ့ပါတယ်အေးဆက်နေတဲ့တစ်သားကျန်းကင်းပုံနေပြီးကျွန်တော်အပြင်ကန်းကိုချောင်းကြည့်လိုက်ပါတယ်အမေကငုတ်တုတ်ထိုင်နေပြီးအသားစားတွေကိုသူ့သွားရည်နဲ့ကိုက်ဆွဲပြီးဝါးစားနေရပါအမေနှကန်းတောင်းဝါနေတွဲလောင်းကျနေတဲ့အသားစားတွေလည်းကျွန်တော်မြင်နေရပါတယ်အမေလက်ချောင်းတွေမှာလည်းသွေးတွေပေးကျန်နေပါတယ်ဖျောင်းနိုင်မီးအောင်မိမ့်အောင်မှာသွေးပက်စရာမြင်ကွင်းကိုကျွန်တော်မြင်လိုက်ရပါတယ်လူလက်ပြက်ကြီးတစ်ဖက်ပါလားလက်သေးတွေကညစ်ပတ်နေပြီးအသားအရည်ကရေနွေးနဲ့ပြုတ်ထားတဲ့အချိန်ကြောင့်ဖြူဖြော့နေပါတယ်ကျွန်တော်အနောက်ကိုအမြန်ဆုပ်လိုက်ပေမဲ့ကျမ်းပြန်အတန်ထွက်သွားခဲ့ပါတယ်အမေကောင်အပေါ်မော့လာပါတယ်သူ့မေးစေးကနေတွေးရစီးကြနေပါတယ်စက္ကန့်ပိုင်းလောက်အမေနဲ့ကျွန်တော်တို့မလုံးမရှက်နဲ့ရက်နေခဲ့ပါတယ်အမေမျက်လုံးတွေကပြူးကျနေပြီးမျက်စံတွေကလည်းဝိုင်းဆက်နေပါတယ်ပြီးတော့အမေကတဖြည်းဖြည်းနဲ့ပြုံးပြလာပါတယ်နိုးနေရလားအန်ဒရီအမေကတူတူလေးပြောလိုက်ပါတယ်အမေဘေးမှာလာထိုင်လေကျွန်တော်ခန္ဓာကိုယ်ကိုနိုင်ငံမှာပြားကတ်နေအောင်ကပ်ပြီးခေါင်းကိုတွင်တွင်ခါလိုက်ပါတယ်အမေကအသားသားတစားကိုယူလိုက်ပါတယ်ကြွက်သားမြင်နေရအကြက်လုံးနေသလိုမျိုးပျော့ပြဲနေပါတယ်သားစားမှရမယ်မဟုတ်ရင်အားနေလာလိမ့်မယ်အမေကသူ့လက်ချောင်းထဲမှာပေနေတဲ့သွေးတွေကိုရှာနဲ့ရရင်ပြောလိုက်ပါတယ်ဒီအသားတွေကကြာကြာမခံဘူးကျွန်တော်ချက်ချင်းလှည့်ပြေးလိုက်ပါတယ်ဒါပေမဲ့အိမ်လေးကကျင်းလို့တော့အမေကကျွန်တော်လက်ကောက်ဘက်ကိုဖမ်းမိသွားပါတယ်ကျွန်တော်မျက်နှာရှိမှာအမေရဲ့အသက်ရှူထုတ်လိုက်တဲ့အာငွေတွေကပူနေပါတယ်တန်ကြီးတက်နေတဲ့အနက်မျိုးလည်းရနေပါတယ်တနေ့ကျရင်သားနာလေလာပါလိမ့်မယ်အဲ့ဒီနောက်မှာကျွန်တော်အမေကိုဘာစကားမှထပ်မပြောတော့ပါဘူးကျွန်တော်အစာစားဖို့လည်းငင်းဆန်လိုက်ပါတယ်ကျွန်တော်ဘိုက်ထဲမှာတော့စာလုံးလုံးအိုရီကလိမ့်နေပါပြီအမေကျွေးတော်စားရထက်ဆိုင်အငတ်နေလိုက်မယ်လို့ကျွန်တော်ဆုံးဖြတ်ထားပါတယ်
ညနေခင်းတစ်ခုမှာအမေကပြုံးပြီးပကံတစ်လုံးကိုကင်လာခဲ့ပါတယ်ကျွန်တော်ကတော့ကြည်နေချက်သိမ်းထားလာခဲ့ပါတယ်စားလိုက်အဲ့ဒါအသားပဲဒါပေမဲ့ကျွန်တော်ပကံကိုထိတော့မထိခဲ့ပါဘူးအမေကပကံကိုကျွန်တော်အိပ်ယာဘေးမှာထားခဲ့ပါတယ်ပကံနဲ့အသားဟင်းနှန်းကအခန်းထဲမှာပြန့်နှံ့နေပြီးကျွန်တော်အစာရုံဒုက္ခပေးနေခဲ့ပါတယ်စာလောင်မှုကိုကျွန်တော်အံမတူးနိုင်တော့ပါဘူးတတိယညမှာတော့ကျွန်တော်အစာလုံးပြီးခေါင်းထဲမှာမူးမိုက်လာခဲ့ပါတယ်ကျွန်တော်အရှုံးပေးလိုက်ပါပြီပထမဆုံးစားလိုက်တဲ့အသားတော့ရွှဲပြစ်ပြစ်ရတာမျိုးရနေပါတယ်ကျွန်တော်မခံစားနိုင်တော့ပဲထိုးအံချလိုက်ပါတယ်အမေရဲ့တကားပေးနာမှာရက်ပြီးကျွန်တော်စောင့်ကြည့်နေပါတယ်တားတင်ငန်းစာရတဲ့အထိအမေညတိုင်းစောင့်ကြည့်နေမယ်အမေကတူတူလေးပြောပါတယ်တညပြီးတညအဲ့ဒီအသားတွေပြုတ်အံတာတွေကြောင့်ကျွန်တော်ခန္ဓာကိုယ်ကပိန်လှီလာပါတော့တယ်တညမှာတော့ပထမဆုံးအကြိမ်ဖြစ်ကျွန်တော်အသားလုံးကိုမျိုးချလိုက်ပါတယ်အရသာအရင်နဲ့မတူဘူးလို့ကျွန်တော်ရှာလက်ခံလိုက်ပါတယ်ဒီဟာကြီးကတော်တော်မှားယွင်းနေမှန်းလည်းကျွန်တော်သိပါတယ်ဒါပေမဲ့အဲ့ဒါကိုနားလည်နိုင်ဖို့ကျွန်တော်ခန္ဓာကိုယ်ကတော်တော်အားနည်းလွန်းနေပါပြီကျွန်တော်အဲ့ဒီအသားတွေကိုစားနေပါပြီတလုတ်ပြီးတလုတ်ကျွန်တော်ဇက်တိုက်စားနေခဲ့ပါတယ်အမေကတော့ပြုံးနေပါတယ်နောက်နေ့မနက်မှာတော့ကျွန်တော်ပြေးနေခဲ့ပါတယ်လုံးဝမရက်ခဲ့ပါဘူးအကွာဝေးကမိုင်နဲ့ချီုံနေမဟုတ်ပါဘူးကျွန်တော်တို့ရဲ့တစ်သားအိမ်လေးနဲ့ကြောက်စရာဖြစ်ရတဲ့မြင်ကွင်းထဲမှာပျောက်ကွယ်သွားတဲ့အထိကျွန်တော်ပြေးနေခဲ့ပါတယ်ကျွန်တော်လွတ်မြောက်သွားပြီလို့ယုံကြည်တဲ့အထိဇက်တိုက်ပြေးနေခဲ့ပါတယ်နှစ်တွေတော်တော်ကြာခဲ့ပါပြီကျွန်တော်အသက်ကြီးလာသလိုခန္ဓာကိုယ်ကလည်းပိုပြီးကြန့်ခိုင်လာပါတယ်ကျွန်တော်ကလူစီကားတဲ့မြို့တစ်မြို့ကိုပြောင်းလာခဲ့ပြီကြောင်မီသွေးတွင်းမှာအလုပ်လုပ်နေပါတယ်လက်တရအရေးကြီးမှုတွေထားနေပြီခါလည်းနာနေပါတယ်အဲ့ဒီရုပ်ပိုင်းဆိုင်ရာနာကျင်မှုတွေက6လနဲ့တဲ့အတိတ်ကိုအာရုံလဲဖို့အတွက်တော့အဆင်ပြေတယ်လို့ကျွန်တော်ထင်ပါတယ်ကျွန်တော်ဘဝအတိတ်ကိုစတင်နေပါပြီအတိတ်ရဲ့အရေးကကျွန်တော်ကိုမနှောက်ယှက်နိုင်တော့ပါဘူးကျွန်တော်အိုလီနာလို့ခေါ်တဲ့အမျိုးသမီးတစ်ယောက်နဲ့ဆုံခဲ့ပါတယ်သူကကျင်နာတတ်တယ်နှူးညံ့တဲ့လက်တစုံရှိပြီးကျွန်တော်ဘဝကိုနှွေးထွေးစေပါတယ်ကျွန်တော်တို့နှစ်ယောက်လက်ထပ်လိုက်ကြပြီးသားနှစ်ယောက်သမီးတစ်ယောက်ထွန်းကားခဲ့ပါတယ်ကျွန်တော်ကတော့ကျောင်းဆရာတစ်ယောက်ဖြစ်ခဲ့ပါတယ်ကျွန်တော်ကြုံရတဲ့ဘဝမျိုးမရအောင်ကလေးတွေကိုလမ်းပြပေးနိုင်ခဲ့ပါတယ်ကျွန်တော်ဘဝပုံမှန်ပြန်ဖြစ်သွားပြီလို့ကိုယ့်ကိုယ်ပြောနေပါတယ်ဒါပေမဲ့စာလောင်မှုကတော့ကျွန်တော်စီကစွန့်ခွာသွားခဲ့ပုံမရပါဘူးကျွန်တော်အတွင်းစိတ်တရားတနေရာမှာပုံအောင်နေခဲ့ပါတယ်ကျွန်တော်လက်ရှိဘဝရဲ့နေ့စဉ်လုပ်နေကြအလုပ်တွေကိုလုပ်ရင်းကျွန်တော်အဲ့ဒီစာလောင်မှုကိုမြုပ်နှံထားလိုက်ပါတယ်အဲ့ဒီစိတ်ကြီးမရှိတော့ဘူးကျွန်တော်အနိုင်ရလိုက်ပြီလို့ကိုယ့်ကိုယ်ယုံကြည်ထားလိုက်ပါတယ်ဒါပေမဲ့တညမှာပေါ့စာလောင်မှုကကျွန်တော်စီကိုတိတ်တဆိတ်ရောက်လာခဲ့ပါတယ်ကျွန်တော်နောက်တူတူလေးကပ်သူ့လက်ချောင်းနဲ့ကျွန်တော်လယ်မျိုးကိုင်လာပြီးကျွန်တော်အသက်မရှူနိုင်တဲ့အထိဒုက္ခပေးနေခဲ့ပါတယ်သူကငယ်ရွယ်တဲ့အမျိုးသမီးတစ်ယောက်ပါသူကကျွန်တော်ကိုထောင်ချောက်ထဲကျနေတဲ့ရုံတကောင်လို့ထင်မြင်စေခဲ့ပါတယ်ကျွန်တော်သူ့ကိုဘယ်လိုဖမ်းလိုက်လဲဆိုတော့မမှတ်မိတော့ပါဘူးပထမဆုံးခိုက်လိုက်တဲ့အချိန်ကိုလည်းမေ့နေပါပြီဒါပေမဲ့သူ့ရဲ့နှွေးနေတဲ့သွေးတွေကိုတော့ကျွန်တော်အတိအကျမှတ်မိနေခဲ့ပါတယ်တုံရင်နေတဲ့သူ့ခန္ဓာကိုယ်ကငြိမ်သက်သွားခဲ့ပါပြီစာလောင်မှုကကျွန်တော်စကားပြောလာခဲ့ပါတယ်အသားတွေထိုင်စားနေတဲ့အမေပုံရိပ်ကိုလည်းကျွန်တော်ပြန်မြင်အောင်လာပါတယ်ကျွန်တော်အလောင်းငုံကြည့်လိုက်ပါတယ်အခုကျွန်တော်ထုံထိုင်းသွားခဲ့ပါပြီကျွန်တော်လူတစ်ယောက်မဟုတ်တော့ပါဘူးဆိုဗီယက်ရဲ့ခွင်းဆက်လူသက်သမားအန်ဒရီချီကာတီလိုက1988မှ1990အတွင်းခန့်မှန်းခြေလူ52ယောက်လောက်ကိုတပ်ပစ်ခဲ့ပါတယ်သူ့ရဲ့စိတ်ဒဏ်ရာရခဲ့တဲ့ငယ်ဘဝကြောင့်ခုလိုရက်စက်မှုတွေကျူးလွန်ခဲ့တာဖြစ်ပါတယ်သူ့မိကသူ့ကိုအိမ်ကြီးချင်းနေရာဖမ်းပြီးစားတော့ခဲ့တယ်လို့အန်ဒရီကိုပြောပါတယ်နောက်ပိုင်းမှာအန်ဒရီကလူသားစားတဲ့လူတွေအဖြစ်ပြောင်းလဲလာခဲ့ပါတယ်အန်ဒရီကို1990ခုနှစ်မှာဖမ်းဆီးပြီး1992ခုနှစ်မှာတရားရုံးတင်ခဲ့ပါတယ်1994ခုနှစ်မှာတော့ကျူးလွန်ခဲ့တဲ့ရာဇဝတ်မှုတွေအတွက်ကွက်မြတ်ခဲ့ပါတယ်ခရစ်စမတ်ဆိုတာတခြားသူတွေအတွက်တော့ပြောစရာအချိန်တစ်ခုဖြစ်ပေမဲ့ကျွန်တော်အတွက်တော့မဟုတ်ခဲ့ပါဘူးညနေကြလာပြီဆိုတော့ ਨੇ ဒါစီလို့မရနိုင်တော့အောင်ကျွန်တော်ကြော်ရိုးထဲမှာစိတ်တက်ပြီးချက်သိမ်းနေထားလာခဲ့ပါတယ်လွန်ခဲ့တဲ့3နှစ်ကအဖြစ်အပျက်ကိုမနေ့တနေ့ရလိုပဲကျွန်တော်ခုထိမှတ်မိနေပါသေးတယ်အဲဒီတုန်းကခရစ်စမတ်ရောက်ခါနေအချိန်ပေါ့ကျွန်တော်ကခရစ်စမတ်အတွက်ဈေးဝယ်ထွက်ပြီးအိမ်ကားမောင်းပြန်လာနေခဲ့ပါတယ်ကားထဲမှာတော့မိသားစုနဲ့အမျိုးတွေအတွက်လက်ဆောင်ပစ္စည်းတွေပါလာခဲ့ပါတယ်အထူးသဖြင့်ကျွန်တော်မိမကိုပေးမဲ့လက်ဆောင်ပစ္စည်းကြောင့်ကျွန်တော်တော်တော်စိတ်လှုပ်ရှားနေခဲ့ပါတယ်ဒါပေမဲ့
ရာသီဥတုကတော့ကျွန်တော်ဘက်မပါခဲ့ပါဘူး။ရေးပေါ်ရာသီဥတုသတိပေးချက်မြို့ပြင်လမ်းမှာနှင်းများထူထပ်စွာကျဆင်းနေပါတယ်။မကြခင်မှာလမ်းတွေကိုပိတ်လိုက်တော့မှဖြစ်ပါတယ်။လမ်းမပေါ်ကားများအားလုံးရေးစက်ရာကာကွယ်များမှနားခိုကြပါ။ရေဒီယိုကကြေညာချက်ထွက်ပေါ်လာပါတယ်။ကျွန်တော်လည်းပတ်ဝန်းကျင်ကိုကြည့်ပြီးညှိတွားလိုက်မိတယ်။နှင်းကြတာတစ်ဖြည်းဖြည်းပိုဆိုးလာခဲ့ပါတယ်။မြို့ဝင်ဘက်ကိုရောက်ဖို့ကလည်း2 မိုင်လောက်လိုပါသေးတယ်။အဲဒါကြောင့်ကျွန်တော်ဒီနားမှာပဲလမ်းမေးချရပြီးနားရတော့မယ်ထင်ပါတယ်။ကျွန်တော်ကားကိုလမ်းဘေးမှာပါကင်ထိုးလိုက်တယ်။ဒီလောက်ထူထပ်တဲ့နှင်းနေနဲ့လည်းရှေ့ဆက်မောင်းလို့မရနိုင်တော့ပါဘူး။ကျွန်တော်မေးကနေအိပ်ပျော်သွားခဲ့တယ်။ရုတ်တရက်ကားမှန်ကိုလာခောက်တဲ့ညောင်ကျွန်တော်ပြန်နိုးလာခဲ့ပါတယ်။ကျွန်တော်မျက်စိကိုဖွင့်ကြည့်လိုက်တော့ Santa Claus ဝတ်စုံဝတ်ထားတဲ့အသက်ကြီးလူကြီးတစ်ယောက်ကကျွန်တော်ကားဘေးမှာရပ်နေတာကိုတွေ့လိုက်ရပါတယ်။သူကကျွန်တော်ကိုကားပရင်းပေါက်မှန်နေတေချာစိုက်ကြည့်နေတယ်။သူ့မျက်နှာကကျွန်တော်မြင်မှုနေချာမျက်နှာနဲ့မတူပါဘူး။သူ့နှာခေါင်းကြီးကတော်တော်ကြီးကိုကြီးတယ်။မျက်လုံးတွေကအဝါရောင်တန်းနေတယ်။သွားတွေကလည်းကျိုးပဲ့နေပါတယ်။သူ့ဝတ်စုံကြီးကလည်းတွန့်ကျင်နေပြီးကြည့်ရတာအဆင်ပြေတာဆိုလို့သူ့ရဲ့မိုးစိတ်မှုတွေနဲ့သပင်ကောက်ကောက်တွေပါပဲ။ကျွန်တော်သူ့ကိုထွက်သွားဖို့လက်နဲ့အမူအရာပြလိုက်ပေမဲ့သူကနေရာမရွေ့ပါဘူး။ကားမှန်တကားကိုပဲဆက်ခောက်နေပါတယ်။သူပြန်တုံ့ပြန်တာဆိုလို့ပါဇက်ကြီးကိုဖျဲပြီးချက်သိမ်းထားကြကောင်းအောင်ပြုံးနေတာပါပဲ။ဟဲ့လူကြီးကျွန်တော်ဘာပြဿနာမှမဖြစ်ချင်ဘူးဗျာ။ချက်ချင်းပဲဆန္ဒကြီးကနောက်ပြန်လမ်းလျှောက်သွားပြီးနင်းတော်ထဲမှာတဖြည်းဖြည်းမင်းမင်းပြောက်ခွေသွားပါတော့တယ်။ကျွန်တော်ကအဝေးကိုပေးအနေငယ်လောက်ပဲလှမ်းမြင်ရတာကြောင့်သူထွက်သွားပြီလို့ပဲထင်ခဲ့ပါတယ်။ဘလို့လူနဲ့လာတွေ့ရင်လည်းမသိပါဘူး။စိတ်မနှက်တဲ့သူတွေအခုလိုလျှောက်သွားနေတော့ကျွန်တော်မယုံနိုင်ဘူး။ကျွန်တော်ဖုန်းထုတ်ပြီးကန်လိုက်တဲ့အချိန်မှာပဲကားခေါင်မှုပေါ်အတန်တစ်ခုကြားလိုက်ရပါတယ်။နောက်တော့နေအတန်ကြီးကပိုပြီးကျေလာခဲ့ပါတယ်။ကျွန်တော်နားမလည်နိုင်တဲ့စကားတွေနဲ့အော်ဟစ်နေတယ်အောင်လည်းကြားလိုက်ရတယ်။ဒါပေမဲ့ကျွန်တော်ကားမှုပေါ်မှာဘယ်သူရောက်နေလဲဆိုတော့ကျွန်တော်သိလိုက်ရပါတယ်။ဟေ့လူကြီးကားပေါ်အခုစင်းသန်းကျုပ်ရဲကိုခေါ်လိုက်ပါကျွန်တော်ပရင်းမောင်တော့မကပ်ပဲကားရဲ့အလယ်နားလောက်ကိုပြောင်းပြီးထိုင်နေလိုက်ပါတယ်စန်တာအယူကြီးကကားမိုးပေါ်မှာကခုန်နေတယ်ကျွန်တော်ကြားနေရတော့မှာပဲအဲ့ဒါကျွန်တော်ပို့ပြီးထိတ်လန့်လာစေပါတယ်ကျွန်တော်ရဲကိုခေါ်ဖို့ဖုန်းထုတ်လိုက်ပါတယ်ကံမကောင်းစွာနဲ့ပဲဖုန်းလိုက်ရလဲနိုးစားပဲပြနေပါတယ်ကျွန်တော်လည်းဘာလို့မှမသိတော့ပါဘူးရုတ်တရက်ကားခေါင်မှုပေါ်အတန်ကြီးတိတ်သွားပါတယ်စန်တာအယူကြီးကကားပရင်းပေါ်မှာချက်ချင်းပြန်ပေါ်လာပါတယ်ခုနလိုဆက်ဖြည်းဖြည်းနဲ့ပြုံးနေတော့မှာပဲသူကကားမှန်ကိုပလိတ်ဓာတ်တစ်ချောင်းနဲ့ချစ်နေပါတယ်အဲ့ဒါသပင်ညက်စရာတွေတုံးတဲ့ပလိတ်ဓာတ်မျိုးပါပဲသူကားမှန်ကိုပလိတ်ဓာတ်နဲ့တဖြည်းဖြည်းချင်းစီလိနေတာကျွန်တော်ပို့ပြီးတွေးပြစ်လာစေခဲ့ပါတယ်ကျွန်တော်လည်းဘာမှထပ်မစင်စားတော့ပဲကားဆက်ကိုနှိုးပြီးမောင်းထွက်သွားဖို့လုပ်လိုက်ပါတယ်နင်းနေကလည်းအရင်ကထက်တော့ပို့ပြီးမိုးရွာတို့လိုကြာနေခဲ့ပါတယ်ကားမောင်းနေတော့မှမမြင်ရလောက်အောင်နင်းနေရကြာနေပါပြီကျွန်တော်လီဗာကိုဖိနှင်းချလိုက်တော့ကားလမ်းမပေါ်မှာ drift တွေဆွဲပြီးဘယ်ညာရိမ်းထိုးနေပါတယ်ရုတ်တရက်အတန်ကြီးတစ်ခုကျွန်တော်ကြားလိုက်ရတယ်ကားတစ်ခုနဲ့ညီပြီးဆက်မောင်းလို့မရတော့ပါဘူးကျွန်တော်ကားကြောက်တုံးကြီးတစ်ခုတိုက်မိပြီးကားကောင်းကမြေကြီးပေါ်ဆိုက်နေခဲ့ပါတယ်ကားတကားလည်းပွင့်သွားခဲ့ပါတယ်ကျွန်တော်တကားကိုဆွဲပိတ်ဖို့ကြိုးစားပေမဲ့တစ်ခုခုနဲ့ခံနေတယ်လို့မျိုးပိတ်လို့မရတော့ပါဘူးကားတကားပိတ်လို့မရတော့သိလိုက်ရတဲ့အချိန်မှာပဲကျွန်တော်ကြောရိုးတွေကိုစိတ်တက်သွားခဲ့ပါပြီစန်တာအယူကြီးကလည်းခက်လန်းလန်းကနေကျွန်တော်စီကိုရှောက်လာနေပါတယ်သူ့မျက်နှာကြီးကကြောက်စရာကောင်းအောင်ပြုံးပြနေတယ်သူ့လက်ထဲမှာဝီစကီပလင်းတစ်လုံးကိုင်လာတော့လည်းတွေ့လိုက်ရတယ်ကျွန်တော်ခက်ခဲစွာနဲ့ပဲကားရကနေတွန်းထွက်ခဲ့လိုက်ပါတယ်အပြင်ဘက်မှာအရန်အေးလွန်းလို့ကျွန်တော်လက်တွေလည်းတုံခါနေပါတယ်ကျွန်တော်ထွက်ပြေးဖို့ကြိုးစားတယ်ဒါပေမဲ့ကျွန်တော်ကားအနေငယ်လောက်ပဲပြေးနိုင်ခဲ့ပါတယ်ကျွန်တော်နှင်းတော်ထဲမှာချော်လဲကျသွားခဲ့တယ်အားရပါရရေတိုင်တစ်ခုကျွန်တော်ကြားလိုက်ရတယ်ကျွန်တော်လှည့်ကြည့်လိုက်တော့စန်တာအယူကြီးကကျွန်တော်နောက်မှာမတ်တက်ရက်နေတာကိုတွေ့လိုက်ရပါတယ်ကျွန်တော်ဒူးကောင်းတဲ့တထောင်စစ်တွေမှာပြင်နေတဲ့နှင်းတွေကိုတုတ်လိုက်ပါတယ်ကျွန်တော်သူ့လက်ကလွတ်အောင်ပြေးဖို့ကြိုးစားခဲ့ပေမဲ့နောက်ကျသွားခဲ့ပါပြီသူကကျွန်တော်ကောက်အင်ကြီးရဲ့ခေါ်လန်ဆောက်ဆွဲလိုက်ပြီးကျွန်တော်အနီးကကြည့်လိုက်ပါတယ်နောက်တော့ဓာတ်ဘူးအသေးလေးတစ်ခုကိုထုတ်လိုက်ပြီးမော့ချလိုက်တယ်သူ့မျက်လုံးတွေကခံမှန်းလို့မရတော့အောင်ရက်ဆက်ကြမ်းကြုတ်နေတဲ့ပုံပေါ်နေပါတယ် Merry Christmas သူကကျွန်တော်နားကိုတူတူလေးကပ်ပြီးပြောလိုက်တယ်ပြီးတော့သူ့ဓာတ်ဘူးတွေရဲ့အရေးတွေကိုကျွန်တော်တိုက်ဖို့ကြိုးစားနေတယ်ကျွန်တော်ညင်းပယ်ဖို့ကြိုးစားပေမဲ့သူကကျွန်တော်ပါးစပ်ကိုအတင်းဟထားပြီးအတင်းတိုက်ပါတယ်ကျွန်တော်မျက်လုံးတွေပါပြလာခဲ့ပါတယ်နောက်ဆုံးမှာတော့အရာအလုံးအမောင်ကျသွားခဲ့ပါတော့တယ်ရက်နှင်းငယ်အကြာမှာကျွန်တော်စိတ်ယုံတစ်ခုပေါ်မှာပြန်တတိယလာခဲ့ပါတယ်ကျွန်တော်ဘေးမှာအမျိုးသမီးရဲရရှိတစ်ယောက်ကိုတွေ့ရပါတယ်ရှင်းခန္ဓာကိုယ်ကိုရှင်းသဘောကျခြင်းမှကြားလိုက်မယ်ဒါပေမဲ့ရှင်အသက်မတည်တာပဲကံကောင်းလာပါပြီစန်တာအယူကြီးကအဲ့ဒီပလိတ်တာကိုကားတကားဖွင့်ဖို့ပဲသုံးခဲ့တာမဟုတ်ဘူးလို့ကျွန်တော်ထင်ပါတယ်
ရဲမိပြောတာကတော့အဲ့ဒီလူကြီးနာမည်အရင်ကလည်း Santa Claus ပါပဲသူကအရက်တွေကိုအရန်တောက်ပြီးလူတွေကိုပလိတာတစ်ချောင်းနဲ့လိုက်ရန်ပြုတ်နေခဲ့တယ်ပြီးတော့လူတွေစီက Christmas လက်ဆောင်တွေလည်းခိုးယူခဲ့တယ်သူကျွန်တော်ကိုလည်းအဲ့ဒီတိုင်းလုပ်ခဲ့ပါတယ်သူကျွန်တော်ကိုမတတ်ခဲ့တာပဲကံကောင်းတယ်လို့ပြောရပါမယ် Christmas နဲ့ပတ်သက်ပြီးကျွန်တော်တို့အမြဲတမ်းမတူညီတဲ့ခံစားချက်တွေရှိနေဦးမှာပါလူတွေပြောနေကြတဲ့ပြည့်ရက်တွေမှာမထင်မှတ်ထားတဲ့အမှတ်တရတွေရှိနိုင်တယ်ဆိုတာအမှန်ပဲလို့ကျွန်တော်တွေးနေမိပါတယ်အခုပြောပြခဲ့တဲ့ထိတ်လန့်စရာအဖြစ်အပျက်ကတော့ Santa Claus ဆိုတဲ့လူတစ်ယောက်ရဲ့ဖြစ်ရမှန်ကိုအခြေခံထားခဲ့တာပါတကယ် Santa Claus မဟုတ်ပေမဲ့သူ့ရဲ့တရားဝင်နာမည်က Santa Claus ပါသူကနှင်းမုန်တိုင်းတက်နေတော့မှအရက်မူဗီကားမောင်းခဲ့လို့အဖမ်းခံခဲ့ရပါတယ်အခုပုံမှန်မြင်ရတဲ့အတိုင်းသူ့စီမှာ Santa Claus လိုမုတ်စိတ်မှုတွေရှိနေပါတယ်ကျေးဇူးတင်ပါတယ်ကျွန်တော်အဖွားဆုံးပြီးနောက်ပိုင်းမှာအဖွားစီကပစ္စည်းနည်းနည်းလောက်ကျွန်တော်အမွေရလိုက်ပါတယ်စာအုပ်ဟောင်းတချို့ရယ်ဓာတ်ပုံအိမ်ပန်တချို့ရယ်ပြီးတော့မြင်လိုက်တဲ့နဲ့ကျွန်တော်ကိုကြက်သိန်းတစ်ဖက်ပြန်ထားစီမယ်အရာတစ်ခုရယ်ပေါ့အဲ့ဒါတော့လူရှင်တော်အယုတ်တရုပ်ပါအယုတ်ကိုအနီရောင်ဝိဆနဲ့ပတ်ထားပြီးတစ်သားတစ်တာတစ်ခုထဲမှာထည့်ထားပါတယ်ကျွေသားနဲ့လှုပ်ထားတဲ့သူ့မျက်နှာအေးဆက်ဆက်နဲ့ပြုံးနေတဲ့ပုံမှာမိန်ပြပြအလင်းရောင်အောင်မှာအယုတ်ရဲ့မျက်လုံးပြပြတွေကတောက်ပနေပါတယ်အနီရောင်နဲ့ရွှေရောင်ပါတဲ့ဝတ်စုံဝတ်ထားပြီးတွဲလောင်းကျနေတဲ့အိုးထုတ်ရဲ့အချွန်တစ်ဖက်မှာခေါင်းလောင်းလေးတွေကိုလည်းတက်ထားပါတယ်ဒီလိုအယုတ်မျိုးကိုအဖွားကဘာလို့တင်ထားလဲဆိုတာတော့ကျွန်တော်မတွေးတတ်ပါဘူးအရင်တုန်းကအဖွားရင်ကိုသွားလေတော့ကလည်းအဲ့ဒီရုပ်ကိုမြင်မှုပါဘူးအဖွားငယ်ဘဝဆော့တဲ့ရုပ်လားဒါမှမဟုတ်ရှေးဟောင်းပစ္စည်းဆိုင်ရာဝယ်တာလည်းဖြစ်နိုင်ပါတယ်ဘာပဲဖြစ်ဖြစ်ကျွန်တော်ဒီရုပ်ကိုမကြိုက်ပါဘူးဒါပေမဲ့အဖွားပိုင်တဲ့အယုံမျိုးကျွန်တော်လွှင့်လည်းမပြည့်ရခဲ့ပါဘူးအဲ့ဒါကြောင့်ကျွန်တော်အိမ်ကိုပဲယူလာခဲ့လိုက်ပါတယ်အဲ့ဒီညမှာပဲကျွန်တော်အိမ်မက်တွေစမှတ်ပါတော့တယ်အိမ်မက်ထဲမှာကျွန်တော်ကအိတ်ခမ်းထဲမှာလှဲနေခဲ့ပါတယ်အဲ့ဒီအချိန်မှာကျွန်တော်ထူးဆန်းတာတစ်ခုခံစားလိုက်ရပါတယ်အသက်ရှူမဝသလိုလည်းမွန်းကျက်လာပါတယ်ကျွန်တော်ခန္ဓာကိုယ်တစ်ခုလုံးလည်းအေးဆက်လာပါတယ်ကျွန်တော်လုံးဝလှုပ်လို့မရတဲ့အပြင်ခေါင်းအောင်ဘယ်ညာဆောင်းလို့မရတော့ပါဘူးအဲ့ဒီနောက်မှာတော့ကျွန်တော်အတန်တစ်ခုကိုကြားလိုက်ရပါတယ်ညင်သားတဲ့ခေါင်းလောင်းတန်မှာအတန်ကျွန်တော်ကရင်ချင်းဘက်ကလာနေတာပါကျွန်တော်အသက်ကိုမနှဲရှူနေရတယ်အော်ဟိတ်လိုက်ဖို့လည်းစူးစမ်းကြည့်တယ်ဒါပေမဲ့ကျွန်တော်ခန္ဓာကိုယ်ကကျွန်တော်စိတ်ကြိုက်ထိန်းချုပ်လို့မရတော့ပါဘူးအဲ့နောက်မှာတော့အမောင်တွေကနေအရေးတစ်ခုကဖြည်းဖြည်းထွက်ပေါ်လာခဲ့ပါတယ်လူရှင်တော်အယုတ်ဒါပေမဲ့အယုတ်ကအရင်လိုတိတိလေးမဟုတ်တော့ပါဘူးလူတစ်ယောက်အရွယ်စားဖြစ်နေပါတယ်အယုတ်ကကျွန်တော်ကရင်ချေးမှာရက်နေပါတယ်ဆေးချေထားတဲ့သူ့မျက်နှာအရင်ကထပ်ပိုပြီးပြုံးနေတဲ့အောင်ပါပဲသူ့ရဲ့အပြာရောင်မျက်လုံးတွေကတော့အသက်ဝင်နေသလိုအယောင်တစ်ဖြက်ဖြက်လက်နေပါတယ်မင်းအိတ်နေတာကိုကြည့်ရတာငါအရင်သဘောကျတယ်သူတို့လေးပြောလိုက်တဲ့အတန်ကျွန်တော်ကြော်ရွေးတွေကိုစိတ်တက်သွားစေခဲ့ပါတယ်ကျွန်တော်နှိုးထွက်ခြင်းခဲ့ထွက်ပြေးလိုက်ခြင်းနဲ့ဒီအရာနဲ့လွတ်မြောက်ဖို့ဘာမှမဆိုလွတ်ပြေးလိုက်ခြင်းမိတယ်ဒါပေမဲ့အယုတ်ကကျွန်တော်ကိုခုံအောင်လိုက်ပါတော့တယ်ကျွန်တော်အိမ်မက်ကနေကြောက်လန့်နေကြလန့်နိုးလာခဲ့ပါတယ်ကျွန်တော်နှလုံးကတော့ရင်ဘတ်ထဲကနေခုန်ထွက်တော့မလို့ပါပဲအိယာကင်တစ်ခုလုံးနဲ့ချွေးရည်နဲ့ဆိုရွှဲနေပါတယ်ဒါအိမ်မက်ဆိုတစ်ခုပဲကျွန်တော်ကိုယ့်ကိုယ်ကိုပြန်ပြောလိုက်ပါတယ်အဲ့ဒီနောက်မှာတော့ကျွန်တော်အကြည့်ရအခန်းထောင်ကကလတ်ထန်စီကိုရောက်သွားခဲ့ပါတယ်လူရှင်တော်အယုတ်ကကလတ်ထန်ပေါ်မှာထိုင်နေတာကိုကျွန်တော်တွေ့လိုက်ရပါတယ်အဲ့ဒီအယုတ်ကိုစီမုံမှာတင်ထားတယ်ဆိုတော့ကျွန်တော်ချိန်ပြောရပါတယ်နောက်တစ်ညမှာအဲ့ဒါကြီးနောက်တစ်ခါထပ်ဖြစ်ပြန်ပါတယ်ကျွန်တော်အိမ်မက်ထဲမှာရောက်နေပေမဲ့အားလုံးကအပြင်မှာဖြစ်နေလို့မျိုးခံစားနေရပါတယ်ကျွန်တော်အိယာထဲမှာလှဲနေပြီးအခန်းကခြောက်ချားစရာကောင်းတော့အောင်တိတ်ဆိတ်နေပါတယ်ကျွန်တော်အခန်းထောင်ကကလတ်ထန်ကိုလှမ်းကြည့်လိုက်ပါတယ်လူရှင်တော်ရုပ်ကမရှိတော့ပါဘူးကျွန်တော်ကြက်သိန်းကြီးထသွားပါတယ်ပြီးတော့ခေါင်းလောင်းတန်နေကျွန်တော်ကလည်းအောက်ကနေခေါင်းလောင်းတန်နေထွက်ပေါ်လာပါတယ်ကျွန်တော်မလုံနိုင်ခဲ့ပါဘူးအသက်တော်မရှူရဲတော့ပါဘူးအဲ့ရခင်းအစုံကနေတဖြည်းဖြည်းတက်လာတဲ့လက်တစ်ဖက်ကျွေးစိန်ထားပြီးအကွက်နေတဲ့လက်ချောင်းတွေပြုံးနေတဲ့လူရှင်တော်ရဲ့မျက်နှာအမောင်တို့တွေနဲ့ထွက်ပေါ်လာပါတယ်သူ့ရဲ့မျက်လုံးပြတွေကကျွန်တော်မျက်နှာကိုစိုက်ကြည့်နေပါတယ်နောက်တော့သူစကားပြောလာပါတယ်မင်းငါ့ကိုဘာလို့မခေါ်လာတာလဲကျွန်တော်ဒီခုလုံးတုံလို့ပြီးလန့်လို့လာခဲ့ပါတယ်ကလထိုင်ကိုလှည့်ကြည့်လိုက်တော့အယုတ်ကမရှိတော့ပါဘူးအခန်းကိုဝေးကြည့်လိုက်ပြီးကျွန်တော်တော်တော်ထိတ်လန့်သွားခဲ့ပါတယ်
လူရှင်တို့အယုတ်ကကျွန်တော်ဘက်ကိုမျက်နှာမူပြီးအဆွဲပေါ်မှာထိုင်နေပါတယ်နောက်နေ့ဒီမှာထူးဆန်းတာထပ်ဖြစ်လာပါသေးတယ်ကျွန်တော်အယုတ်ကိုယူပြီးအေကန်နဲ့နိုင်ရန်ကက်စင်ပေါ်တင်ထားလိုက်ပါတယ်ပြီးတော့ရေသွားချိုးလိုက်ပါတယ်ကျွန်တော်ပြန်လာတော့အယုတ်ကဆိုဖာပေါ်ရောက်နေပါတယ်ကျွန်တော်အတွေးတွေများပြီးအထားမှားတာပါလို့ကိုလိန်နေပေမဲ့အတွင်းစိတ်ထဲမှာတော့ကိုမှားနေပြီဆိုတော့သိလိုက်ပါတယ်တညမှာကျွန်တော်အတန်တန်ကြားလိုက်ပါတယ်အတန်ကြောင့်ကျွန်တော်ခန္ဓာကိုယ်တွေကတွေးတွေပါခဲသွားတော့မလို့ခံစားလိုက်ရပါတယ်တူညီမီဆူရှာတဲ့ရေတံတစ်ခုပါအတန်ကျွန်တော်အခန်းထဲမှာပက်တင်ထက်နေပါတယ်ကျွန်တော်နှလုံးတုန်လာပြီးအိယာထဲမှာထထိုင်လိုက်ပါတယ်ကျွန်တော်ဖုန်းကိုယူပြီး flash မီဖွင့်လိုက်တော့ရေတန်းရပ်သွားခဲ့ပါတယ်ကျွန်တော်ရဲ့ delivery ကိုဂလူကနေမျိုးချလိုက်ပြီးခရင်ချင်းဘက်ကိုဆင်းလာခဲ့လိုက်ပါတယ်ခရင်အောက်ကို flash မီနဲ့ထိုးကြည့်လိုက်တဲ့အခါမှာတော့လူရှင်တော်ရုပ်ကိုတွေ့လိုက်ရပါတော့တယ်အယုတ်ကအရင်ကထပ်ပို့ကြောက်စရာကောင်းအောင်ပြုံးနေပါတယ်ကျွန်တော်ဖုန်းမီကိုပြန်ပိတ်ပြီးတုံတုံရင်နဲ့အနောက်ကိုပြန်ဆုတ်လာခဲ့ပါတယ်ကျွန်တော်ဒီရုပ်ကိုလွှင့်ပြမှရတော့မယ်ကျွန်တော်အယုတ်ကိုကောက်ယူပြီးအောက်ထပ်ကိုပြေးဆင်းခဲ့လိုက်ပါတယ်ရေအောက်ခန်းတစ်ခါကိုဖွင့်နေတော့မှကျွန်တော်လက်တွေတုံနေခဲ့ပါတယ်ရေအောက်ထက်ကဖုန်နှံ့နေရနေပြီးရေတူကအေးဆက်ဆက်ဖြစ်နေပါတယ်အခန်းတောင်မှာတစ်တာတစ်လုံးကိုကျွန်တော်တွေ့လိုက်ရပါတယ်ကျွန်တော်လည်းအယုတ်ကိုပြစ်ထက်တစ်တာတော့ခတ်ပြီးအပေါ်တက်ကိုပြေးတက်လာခဲ့လိုက်ပါတယ်ကျွန်တော်အခုမှပဲအသက်ရှူချောင်းသွားပါတော့တယ်အားလုံးပြီးဆုံးသွားခဲ့ပါပြီဒါပေမဲ့အဲ့ဒါကျွန်တော်အထင်ပါအဲ့ဒီညမှာပဲအတန်လေးရောက်ကျွန်တော်လက်နိုးလာပြန်ပါတယ်ကျေလောင်ပြင်းထန်လာတဲ့ခြေတံတွေကျွန်တော်အခန်းပြင်ဘက်မှာကြားနေရပါတယ်ကျွန်တော်အသက်အောင့်လိုက်ပြီးစောင်းဆွဲမလိုက်ပါတယ်နောက်ထပ်အတန်ထပ်ထွက်လာပါတယ်နာကျင်မှုကြောင့်ဝမ်းနေပြီးငိုကြွေးနေတဲ့ကလေးတစ်ယောက်ရဲ့အတန်ပါစကားတန်တူတူကိုလည်းကြားလိုက်ရပါတယ်ငါ့ကိုအပြင်ထွက်ခွင့်ပေးပါအဲ့ဒီညလုံးကျွန်တော်အိတ်လို့မရခဲ့ပါဘူးနောက်နေ့ညမှာတော့အဆိုးဆုံးလို့ထင်ရတဲ့အိမ်မက်တစ်ခုကျွန်တော်မှတ်ခဲ့ပါတယ်ကျွန်တော်အိမ်ရထဲမှာလှဲနေပြီးဒီကိုယ်လုံးနဲ့လှုပ်လို့မရပါဘူးလေးပင်တဲ့အရာတစ်ခုကကျွန်တော်ရှင်မက်ပေါ်ပြိကျနေပါတယ်ကျွန်တော်အော်ဟေးပို့စူးစမ်းပေမဲ့အတန်လည်းထွက်မလာပါဘူးနောက်တော့ကျွန်တော်သူ့ကိုတွေ့လိုက်ရပါပြီလူရှင်တော်ရုပ်ကကျွန်တော်ရင်မပေါ်တက်ထိုင်နေပါတယ်သူ့ရဲ့လက်တွေကကျွန်တော်လက်ဘေးကိုခတ်တင်းတင်းလာညှစ်နေပါတယ်မင်းကောင်ဆွန့်ပစ်လို့မရဘူးတူတူလေးပြောပါတယ်အခုငါမင်းရဲ့အပိုင်ဖြစ်သွားပြီကျွန်တော်မျက်လုံးတွေဝါလာပါတယ်ကျွန်တော်အဆုပ်တွေလည်းမွန်းကျက်လာပါတယ်အဲ့နောက်မှာတော့ကျွန်တော်ထိတ်လန့်တကြားနိုးလာခဲ့ပါတယ်တကူလုံးနဲ့ချွေးတွေရွှဲနေပြီးတစုံတစ်ယောက်ကတကယ်ညှစ်ခဲ့တယ်လို့မျိုးကျွန်တော်လက်ဘေးနေရာနာကျင်နေပါတယ်ဟောတကားပေါ်မှာထိုင်နေတဲ့လူရှင်တော်ရုပ်ကိုကျွန်တော်ထပ်တွေ့ပြန်ပါပြီသူ့မျက်လုံးတွေကတော့ကျွန်တော်စိုက်ကြည့်နေတော့မှာပဲကျွန်တော်ဒီညလည်းထပ်အိတ်လို့မရတော့ပါဘူးကျွန်တော်လူရှင်တော်ရုပ်ကိုယူအနီရောင်ဝတ်စနဲ့ပတ်ပြီးအဖွားရဲ့အုပ်ကိုစီမောင်းလာခဲ့လိုက်ပါတယ်တုတ်တန်ကြီးကကြောချမ်းစရာကောင်းအောင်တိတ်ဆိတ်နေပါတယ်လေအေးတစ်ခုကတစ်ပင်ကြားရည်နဲ့ဖြတ်တိုက်လာပါတယ်ကျွန်တော်တုံရင်နေတဲ့လက်တွေနဲ့လူရှင်တော်ရုပ်ကိုကင်ထားပြီးအဖွားရဲ့အုပ်ကိုစီမှာမတ်တက်ရက်နေပါတယ်အဖွားစီမှာဘာလို့ဒီလိုရုပ်ရှိနေလဲဆိုတာကျွန်တော်မသိဘူးဒါပေမဲ့ဒီရုပ်ကိုကျွန်တော်မလိုချင်တော့ဘူးကျွန်တော်အရုပ်ကိုအုပ်ကိုချိန်မှာချထားပြီးနောက်ကိုအမြန်ဆုပ်လိုက်ပါတယ်ဘာမှတော့ထူးခြားတာထပ်မဖြစ်ခဲ့ပါဘူးဒါပေမဲ့ကျွန်တော်ထွက်သွားဖို့နောက်ဘက်ကိုလှည့်လိုက်တဲ့အချိန်မှာပဲကျသိမ်းမှုညင်ထောင်ထသွားစေမယ့်အတန်တစ်ခုကိုကြားလိုက်ရပါတယ်ခေါင်းလောင်းတဲ့တိုးတိုးလေးတစ်ခုပါကျွန်တော်လည်းနောက်ကိုလှည့်မကြည့်တော့ပဲကားစီကိုမြန်ပြေးသွားလိုက်ပါတယ်ကားဆက်ကိုနှိုးပြီးအဝေးဆုံးကိုမောင်းထွက်ခဲ့လိုက်ပါတယ်အဲ့ဒီလူရှင်တော်ရုပ်ကိုကျွန်တော်နောက်တစ်ခါထပ်မတွေ့ရတော့ပါဘူးဒါပေမဲ့တခါတလေညတကောင်ရဲ့အချိန်လောက်မှာကျွန်တော်အဲ့ဒီခေါင်းလောင်းတဲ့တိုးတိုးလေးတွေကိုကြားနေရတော့မှာပဲဒီပုံမြင်တော့အင်တာနက်ပေါ်ဗီဒီယိုတစ်ခုကိုအခြေခံထားခဲ့တာပါအဲ့ဒီလူကသူ့အဖွားစီကနေလူရှင်တော်ရုပ်တစ်ခုကိုအမွေရခဲ့ပါတယ်အဲ့ဒီရုပ်ကအိမ်ထဲမှာနေသူ့ဘာသာသူလှုပ်နေခဲ့တာပါအဲ့လိုလှုပ်နေတာကိုဗီဒီယိုရိုက်ပြီးအင်တာနက်ပေါ်တင်ခဲ့တာပါအားလုံးပဲအိပ်ပျော်နိုင်ကြပါစေ
ဖလော်ရီဒါရဲ့နေသားရဲ့မနက်ကင်းလေးတစ်ခုပါပဲစူညံနေတဲ့ကျင်းငတ်တန်တွေနဲ့ကော်ဖီနဲ့တင်းတင်းလေးတစ်ခုကအိမ်ထဲမှာပြန့်လွင့်နေပါတယ်မာလင်းကရေဒီယိုနားထောင်နေရင်ပကံနေစိမ့်နေခဲ့ပါတယ်ကျွန်တော်ကတော့မာလင်းဖြော်ပြီးတဲ့ကော်ဖီကိုတောက်ရင်မနက်ကင်းသတင်းစာဖတ်နေခဲ့ပါတယ်စောစောစီးစီးတကားဘဲတံကြတော့မာလင်းရဲ့တကားဖွင့်မှုထွက်သွားပါတယ်တကားစီကိုသွားနေတဲ့မာလင်းရဲ့ခြေတံတွေနဲ့တကားတော့လက်ဖွင့်တဲ့အတန်ကိုကျွန်တော်ကြားနေရပါတယ်တကားပေါ်မှာတယောက်ရောက်နေတာဖြစ်ပါလိမ့်မယ်ကျွန်တော်ကတော့ delivery သမားလို့ထင်လိုက်ပါတယ်အဲဒီနောက်မှာတော့စကားတန်တခွန်းတလေးမှကျွန်တော်မကြားရတော့ပါဘူး5စက္ကန့်လောက်ကိုအတန်တိတ်သွားခဲ့ပါတယ်ရုတ်တရက်ကြေလောင်တဲ့တနက်တန်ကြီးတစ်ချက်ကကျွန်တော်နှစီတွေကိုထုံတိုင်းသွားစေခဲ့ပါတယ်ကျွန်တော်ထိုင်အောင်ကနေမတက်ရက်မိသွားပြီးကျွန်တော်နှလုံးကအဆမတန်ခုန်နေခဲ့ပါတယ်ကျွန်တော်တကားစီကိုပြေးသွားလိုက်ပါတယ်တွေ့ပါပြီကျွန်တော်မိမအောင်ကျွန်တော်ချစ်လောက်စားတော့မှလဲချမ်းမြေပေါ်မှာလဲကျနေပြီသူ့ဘေးမှာသွေးအိုင်ထုံးနေပါတယ်မာလင်းရဲ့ခေါင်းကခန္ဓာကိုယ်ရဲ့ဆက်ညင်ဘက်ကိုလဲထွက်နေပြီသူ့မျက်နှာဖျားကြီးသူ့မျက်နှာကရုပ်လုံးမပေါ်တော့ပဲမဲနဲ့နေတဲ့သွေးတွေကိုပဲမြင်နေရပါတယ်မာလင်းရဲ့ပါးစပ်ကတခုခုကိုပြောချင်နေသလိုမျိုးလှုပ်နေပါတယ်ဒါပေမဲ့ဘာစကားမှထွက်မလာနိုင်ခဲ့ပါဘူးနောက်ဆုံးထွက်တဲ့ရဲ့အသက်ရှူတန်တွေကိုပဲကျွန်တော်ကြားလိုက်ရပါတယ်လှုပ်ရှားနေတဲ့မာလင်းခန္ဓာကိုယ်ကငြိမ်သက်သွားခဲ့ပါပြီအဲဒီနောက်မှာကျွန်တော်တွေ့လိုက်ရတာကလူရှင်တော်ဝတ်စုံတဲ့လူတစ်ယောက်သူကပန်းစည်းနဲ့ပူပေါင်းနှလုံးကိုကန်ပြီးမလုံးမရှက်နဲ့ရက်ကြည့်နေပါတယ်သူ့မျက်နှာမှာလိမ့်လာတဲ့မိတ်ကပ်ကတော်တော်သေးသက်လွန်းနေပါတယ်ရဲရဲတောက်နေတဲ့နှကန်းတွေနဲ့ထူးဆန်းစွာပြုံးနေပါတယ်ပြီးတော့သူ့မျက်လုံးတွေကမဲနဲ့နေပြီးအထက်မှာမျက်စုံတော့မတွေ့ရပါဘူးသူ့ရဲ့တည်ငြိမ်နေပုံကအပြင်လောကမှာတကယ်မရှိတဲ့အတိုင်းပါပဲအိမ်မက်ဆိုတစ်ခုကနေအပြင်ဘက်ကိုထွက်လာတဲ့သူတယောက်လိုထင်မိပါတယ်ကျွန်တော်တကူလုံးကအေးဆက်တောင့်တင်းနေပါတယ်လေတူကမွန်းကျက်နေပြီးကျွန်တော်အသက်ရှူလို့မရအောင်ရင်ဘက်ကိုလေးလံတဲ့တစ်ခုနဲ့ဖိထားခံရတယ်လို့ပါပဲဂျိုးကကျွန်တော်နောက်ကနေအကောင်ချစ်ပြီးអော်လိုက်ပါတယ်ကျွန်တော်သားပါဂျိုးကသူ့အမေစီကိုပြေးသွားလိုက်ပြီးသူ့အိမ်ထဲမှာလဲနေတဲ့မာလင်းကိုပွေ့ချလိုက်ပါတယ်ဂျိုးရဲ့လက်တွေကတုံရင်နေပြီးသူ့အိမ်နဲ့ပေးချန်သွားခဲ့ပါတယ်ကျွန်တော်ကလှုပ်လို့လည်းမရသလိုအသက်ရှူလို့လည်းမဝတော့ပါဘူးကျွန်တော်မျက်စိထဲမှာကဘာကြီးကခြားခြားလဲနေပါပြီလူရှင်တော်ကအနောက်ကိုလှည့်သွားပြီးကားလမ်းပေါ်ကိုထွက်သွားပါတယ်ကျွန်တော်မိမကိုတက်ပစ်ခဲ့တာကနေ့စဉ်လုပ်နေကြတာမှန်ကိစ္စတစ်ခုပြီးသွားသလိုပဲကားပေါ်တက်ပြီးမောင်းထွက်သွားခဲ့ပါတော့တယ်ဘူပေါင်းတွေကလေထဲကိုတက်သွားပြီးကားကတော့ပျောက်ကွယ်သွားခဲ့ပါပြီကျွန်တော်ကတော့ဘူပေါင်းတွေကောင်းကင်ပေါ်ပြန်တက်ပျောက်ကွယ်သွားတာကိုကြည့်ပြီးတောင်းတောင်းကြီးရက်နေခဲ့ပါတယ်ဆေးချထားတဲ့မျက်နှာပေါ်အပြုံးကတော့ကျွန်တော်အုံနောက်ထဲမှာဆွဲထင်သွားခဲ့ပါပြီရဲတွေကတော့အများဆုံးရောက်လာခဲ့ကြပါတယ်မာလင်းရဲ့အလောင်းကိုကြည့်ပြီးဓမြတက်ရင်မတော်တဆလူတက်မှုဖြစ်ခဲ့တယ်လို့ခေါက်ချက်ချခဲ့ပါတယ်ဒါပေမဲ့ဒီကိစ္စကကြောင်ကြောင်ကြပန်းဖြစ်သွားတာမဟုတ်မှန်းကျွန်တော်သိနေပါတယ်တယောက်ယောက်ကတေချာကြံစီထားတာပါတယောက်ယောက်ကမာလင်းကိုတေးစီချင်နေခဲ့တာပါနှစ်တည်ကြတဲ့အထိကျွန်တော်ဝမ်းနဲ့ပူဆွေးမှုနဲ့အိမ်ထဲမှာပဲရက်တွေတောက်နေခဲ့ပါတယ်မျက်လုံးမိတ်လိုက်တိုင်းမှာမာလင်းရဲ့အသက်ကိုနှုတ်ယူသွားတဲ့တနက်တန်ကိုကြားနေရပါတယ်ဒီကိစ္စနဲ့ပတ်သက်ပြီးကျွန်တော်တခုလုပ်တဲ့နယ်လို့လူတွေကပြောကြပါတယ်ကျွန်တော်ရှေ့ဆက်ရမယ်လို့လည်းပြောပါတယ်ဒါပေမဲ့အဲ့ဒါတွေကအရေးမကြီးတော့ပါဘူးကျွန်တော်မိမကတည်ပြီးတော့ပါပြီပြီးတော့လူသက်သမားကလည်းရှာဖွေရခက်တဲ့တရေတကောင်လိုပါပဲကျွန်တော်ခုပြောချင်တာကတော့ရှီလာပါရှီလာကမာလင်းမဆုံးခင်တည်းကကျွန်တော်ဘဝတွေဝင်လာခဲ့တာပါဒီငယ်လေးဝတ်တဲ့အရာလေးတွေကနေပဲကျွန်တော်ညစတင်ခဲ့ပါတယ်စိတ်လှုပ်ရှားဖို့ကောင်းတဲ့အမှားတစ်ခုလို့ကျွန်တော်မှတ်ယူလိုက်ပါတယ်ရှေ့ဆက်ဖို့ကိုလည်းကျွန်တော်စိတ်ဝင်စားခဲ့ပါဘူးဒါပေမဲ့ရှီလာပို့ပြီးလိုချင်နေခဲ့ပါတယ်မာလင်းကတော့သူ့သွားမိလက်မှာပိတ်နေတဲ့တရားပေါ့မာလင်းအသက်ခံပြီးနောက်မှာကျွန်တော်တို့နဲ့ပို့ပြီးနီးကပ်လာခဲ့ပါတယ်ကျွန်တော်တို့ချစ်စစ်တွေတက်ခဲ့ကြတယ်ဘဝတစ်ခုကိုထူထောင်ခဲ့ကြတယ်ကျွန်တော်တို့လက်ထပ်ပြီးစားတောက်ဆိုင်တစ်ခုဖွင့်ခဲ့ကြသေးတယ်ကျွန်တော်အစအနေပြန်စားလို့ရတယ်ဆိုတာကိုရှီလာသက်သေပြနိုင်ခဲ့ပါတယ်ကျွန်တော်လုံခြုံနေဆိုတာကိုလည်းရှီလာယုံကြည်စေခဲ့ပါတယ်နှစ်တွေကြာပြီးတဲ့နောက်မှာကျွန်တော်အင်ရှီကိုရဲတွေထပ်ရောက်လာခဲ့ပါတယ်ဒီကနေသက်သေတွေမှုခင်းဆိုင်ရာဆေးစစ်ချက်တွေကအမှန်တရားကိုမိမောင်းထိုးပြခဲ့ပါတယ်ကျွန်တော်ချစ်ခဲ့တဲ့ကျွန်တော်ယုံကြည်ခဲ့တဲ့အမျိုးသမီးရှီလာတနမောင်းခလုတ်ကိုဆွဲခဲ့တဲ့သူဖြစ်နေပါတယ်ရှီလာအိမ်မက်ဆိုးတစ်ခုလိုဝစ်ဆင်ခဲ့ပြီးကျွန်တော်အင်ရှီတကာကိုလာခောက်ခဲ့ရပါမာလင်းကိုပန်းစည်းပေးခဲ့ပြီးမာလင်းရဲ့လှပတဲ့မျက်နှာကိုတနက်နဲ့ပစ်ခဲ့တာပါရဲတွေကရှီလာကိုဖမ်းခေါ်သွားတော့မှသူပြောခဲ့တဲ့စကားတွေကိုကျွန်တော်မှတ်မိနေပါသေးတယ်ငါအဲ့ဒီမိန်းမကိုတော်တော်မုန်းတယ်နင်ကအမြဲတမ်းအတွက်ငါအပိုင်ပဲ
ငါသူ့ကိုလုံးဝကြည့်လို့မရဘူးမိုက်ကယ်နင်ကငါအပိုင်ပဲကျွန်တော်လုံးဝနားမလည်နိုင်တော့ပါဘူးကျွန်တော်တရားရုံးချိန်နေ့တွေမှာသွားထိုင်ခဲ့ပါတယ်ဒါပေမဲ့ရှီလာကတော့ကြောက်လန့်မှုလည်းမရှိသလိုလုံးဝနောင်တရတဲ့ပုံနဲ့မပေါ်ပါဘူးဘာမှမဖြစ်ခဲ့တဲ့တာမန်နေ့တွေလိုပဲပြုတ်မှုနေခဲ့ပါတယ်တရားသူကြီးကပြစ်ဒဏ်တွေကိုချမှတ်ခဲ့တဲ့အချိန်မှာတော့ရှီလာလူရှင်တော်ဝတ်စုံနဲ့ဝတ်တုံးကလိုပဲကြောက်စရာကောင်းအောင်ပြုံးပြနေခဲ့ပါတယ်12နှစ်အဲ့ဒါပါပဲသူကျူးလွန်ခဲ့တဲ့အမှုအတွက်ထောင်ဒဏ်12နှစ်ပါကျွန်တော်အိမ်ကိုရောက်လာပြီးမာလင်းရဲ့မျက်နှာကိုတနက်နဲ့ပစ်ခဲ့တဲ့ရော်ကြီးအတွက်ထောင်ဒဏ်12နှစ်ပါရှီလာပြုံးပြီးကျွန်တော်ကိုကြည့်ပါတယ်ဒီလောက်ထိဖြစ်ပြီးတာတော့မှကျွန်တော်ကိုသူပိုင်သေးတယ်လို့ထင်နေတဲ့အပြုံးမျိုးပါဘာဖြစ်လို့လဲဆိုတော့သူ့ရဲ့ဂူးဆိုင်မှုတွေကျင်နာမှုတွေအောက်မှာပုံကွယ်နေတဲ့မိစ္ဆာမျက်နှာပုံကျွန်တော်မတွေ့ခဲ့လို့ပါပဲကျွန်တော်ကတော့မာလင်းကိုတတ်ခဲ့တဲ့သူရဲ့နှာခေါင်းကိုနမ်းခဲ့တယ်လို့တစ်သက်လုံးနောင်နာတွေနဲ့ရှင်သန်သွားရပါတော့မယ်အဲ့ဒီတနက်မောင်ကိုဆွဲခဲ့တဲ့သူရဲ့လက်ကိုတွဲပြီးအနာဂတ်အတွက်တိဆောက်ခဲ့တာကိုကျွန်တော်ယူကျုံမရဖြစ်နေမိပါတယ်တချို့ညတွေမှာတက်ရှူချက်တယ်လို့ခံစားနေရပြီးကျွန်တော်လန့်နိုးလာခဲ့ပါတယ်တိတ်ဆိတ်တဲ့ညမှာလေတိုးတန်တွေအပြင်ဖနက်ကြီးကြီးနဲ့ရှောက်လာတဲ့ခြေတံတွေကကြားနေရတတ်ပါတယ်ကျွန်တော်မြင်နေကြားနေရတာတွေကအိမ်မက်လာတကယ်လားတော့မသိတော့ပါဘူးကျွန်တော်ကြင်ရဲပါတယ်အဲ့ဒီနေ့တုန်းကကျွန်တော်သာမာလင်းထက်အမြန်သွားပြီးတကားကိုဖွင့်ခဲ့မယ်ဆိုရင်မာလင်းအသက်ရှင်နိုင်မယ်လို့ကျွန်တော်ယုံကြည်နေပါတယ်ကျွန်တော်မိန်းမရဲ့အသက်အတွက်ကျွန်တော်မှာတာဝန်ရှိပါတယ်ဖောက်ပြန်ခဲ့တာကျွန်တော်ပါဒါပေမဲ့နောက်ဆက်တွဲဆိုးကျိုးကိုခံစားလိုက်ရတာတော့မာလင်းဖြစ်နေပါတယ်မာလင်းဝါရရင်တည်ဆုံမှုတရားခံကိုဆယ်စုနှစ်ကြာတဲ့အထိဖော်ထုတ်လို့မရခဲ့ကြပါဘူးနှစ်30အကြာမှအမှန်တရားပေါ်ပေါက်ခဲ့ပါတယ်1990မေလ26ရက်နေ့မှာအသက်40အရွယ်မာလင်းဝါရန်ဟာဝယ်လင်တန်ဖလော်ရီဒါမှာရှိတဲ့သူ့နေအိမ်တကားပေါ်မှာပဲမျက်နှာတနက်နဲ့အပြစ်ခံခဲ့ရပါတယ်လူသက်သမားလူရှင်တော်တယောက်လိုဝေစားထားပြီးပန်းစီတွေပူပေါင်းတွေကင်နာပါတယ်လူသက်သမားအေးစိတ်တည်ငြိမ်စွာပဲကားပေါ်တက်ပြီးမောင်းထွက်သွားခဲ့ပါတယ်နောက်ပိုင်းမှာမျိုးသားဖြစ်သူမိုက်ကယ်ဝါရန်နဲ့ဖောက်ပြန်တယ်လို့ကောလာဟာလာထွက်နေတဲ့ရှီလာကင်းဆိုတဲ့မျိုးသမီးကိုတန်မြဖြစ်ခဲ့ကြပါတယ်ဒါပေမဲ့အဲ့ဒီအချိန်မှာတရားခံဖမ်းဆီးဖို့အတွက်လုံလောက်တဲ့သက်သေမရခဲ့ကြပါဘူး2014ခုနှစ်ထိလူသက်မှုမဖော်ထုတ်နိုင်ခဲ့ကြပါဘူးမှုကင်းသိပ္ပံနဲ့ DNA နည်းပညာတိုးတက်လာပြီးနောက်မှာတော့ရှီလာကိုရေးယူနိုင်ခဲ့ကြပါတယ်2019ခုနှစ်မှာရှီလာကိုမိုက်ကယ်ရဲ့နေအိမ်မှာပဲဖမ်းဆီးခဲ့ကြပါတယ်ကျောင်းကဝဲညမတိုင်ခင်မှာပဲစုကသူ့ကောင်လေးနဲ့လမ်းခွဲခဲ့ပါတယ်သူတို့နှစ်ယောက်တွဲနေကြတာအထက်တန်းကျောင်းစတက်ကြရပါအဲဒါကြောင့်လမ်းခွဲပြီးကစားချိန်မှာတော့စုဘဝရဲ့အစိတ်ပိုင်းကြီးတစ်ခုကလက်ဟာနေတယ်လို့မျိုးခံစားနေရပါတယ်စုတယောက်တော်ကြေကွဲနေခဲ့ပါတယ်စုရဲ့ကောင်လေးကိုစုနဲ့သဘောမတူတဲ့တငယ်ချင်းတွေမိသားစုဝင်တွေနဲ့ဝေးရမှာစုတယောက်တည်းငိုကြွေးနေခဲ့ပါတယ်စုရဲ့အမေကတော့အပျော်ကြီးပျော်နေခဲ့ပါတယ်လမ်းခွဲပြီးကစားချိန်မှာအမေကပြောပါတယ်အမေပြောတာပဲကျောင်းမှာစုအတွက်စကားပြောလို့အဆင်ပြေတာဆိုလို့ကျောင်းရဲ့အကြံပေးဆရာဒေါက်တာမာကတ်စ်တယောက်ပဲရှိပါတယ်ကျောင်းရဲ့တာဝန်ရှိသူတွေထဲမှာစုကသူ့စီကိုပဲတွားတွေ့ဖြစ်ပါတယ်အတန်းထဲရသူတွေကတော့စုကိုဖုတ်နေတဲ့ငပိရှိတယ်တော့မထင်ကြပါဘူးဒေါက်တာမာကတ်စ်ကပဲစုကိုအရေးပါတဲ့သူတယောက်ဖြစ်အတိအမှတ်ပြုပေးခဲ့တာပါစုကတယောက်နဲ့စကားပြောဖို့လိုအပ်တဲ့အချိန်တိုင်းမှာဒေါက်တာကနားထောင်ပေးခဲ့ပါတယ်စုစိတ်တက်ကြနေတဲ့အချိန်မှာအကြံပေးဆရာဒေါက်တာမာကတ်စ်ရဲ့ရုံးကစုအတွက်အလုံးကြုံဆုံးနဲ့စိတ်သက်သာရာဆုံးနေရာတစ်ခုပါပဲအခန်းထဲမှာဒေါက်တာဖြန်းထားတဲ့လာဗန်နာရေမွေးနှံကစုအတွက်အရန်ကိုလန်းဆန်းစေခဲ့ပါတယ်စုရဲ့ရေးစားကဘလက်တောင်ဆိုးခဲ့လဲဆိုတာကိုနိုင်နဲ့ချီအောင်ပြောပြတိုင်းမှာဒေါက်တာမာကတ်စ်ကမငြင်းမညူနားထောင်ပေးခဲ့ပါတယ်ကောင်လေးကစုကိုလမ်းခွဲချင်တဲ့အကြောင်းပြချက်ထဲမှာစုကဒေါက်တာမာကတ်စ်ကိုခဏခဏသွားလာကြောင်းလည်းပါပါတယ်နောက်ပိုင်းမှာတော့စုကဒေါက်တာမာကတ်စ်ကိုအရင်ကထက်အကျဉ်းကြီးများများအချိန်ပိုကြာသွားပြစ်ခဲ့ပါတယ်တချို့ချိန်တွေမှာတော့စုရဲ့ပြဿနာတွေအကြောင်းပြောပြကြပါတယ်ကျန်တဲ့ချိန်တွေမှာတော့ကြုံအောင်ကြပန်းနေပြောလိုက်ငိုစားလိုက်နဲ့လုပ်နေခဲ့ပါတယ်ဒေါက်တာမာကတ်စ်ကစုကြိုက်တဲ့မုံလေးတွေကိုရုံးခန်းထဲမှာတင်ထားလေးရှိပါတယ်စုကကိုယုံကြည်မှုပြောက်ဆုံးနေတဲ့အချိန်တိုင်းမှာဒေါက်တာမာကတ်စ်ကအားပေးခဲ့ပါတယ်အဲဒီလိုအချိန်မှာစုအတွက်စကားပြောဖို့ရှိတာတော်တော်ခုံအားဖြစ်စေခဲ့ပါတယ်ဒေါက်တာမာကတ်စ်လိုမျိုးစိတ်ခုံအားပေးတဲ့သူတယောက်သာမရှိခဲ့ရင်ယူမိုက်တဲ့ဆယ်ကျော်သက်အရွယ်မှာစုတရဘာတွေဖြစ်သွားမလဲဆိုတော့မတွေးရခဲ့ပါဘူးအဲ့ဒါအတွက်ကိုဒီနေ့ထိစုကျေးဇူးတင်မိနေတော့မှာပဲနောက်ထပ်ပြောပြမယ့်အရာလွယ်လို့ပေါ့စုနဲ့သူ့ကောင်လေးတို့အကြီးကျယ်စကားများပြီးနောက်ပိုင်းမှာစုတို့နှစ်ယောက်ပြန်ဆင်ပြေဖို့အတွက်ဖုန်းနဲ့ပြန်လည်စာပို့ခဲ့ကြပါတယ်စုတို့ပြန်ပြေးလဲသွားတော့
စူးလည်းတော်တော်ပျော်ခဲ့ပါတယ်။ကျောင်းကပွဲညမှာစူးတယောက်တည်းသွားအောင်မှာကိုစိုးရိမ်နေတာလည်းအဆင်ပြေသွားပါပြီ။ဒေါက်တာမာကတ်နဲ့နောက်တစ်ခါထပ်တွေ့တဲ့ချိန်မှာတော့စူးကသူ့ကောင်လေးနဲ့အဆင်ပြေသွားပြီလို့ဒေါက်တာကပြောလိုက်ပါတယ်။အဲ့ဒီအကြောင်းအရာကိုစူးပြောနေတော့မှဒေါက်တာမျက်နှာစိုးရိမ်နေလို့ဖြစ်သွားခဲ့တာကိုစူးသတိထားမိလိုက်ပါတယ်။အဲ့ဒီလိုကောင်လေးတွေကတဝင်တိုးတဲ့အခါမှာအရန်အန်ရများတတ်တယ်လို့ဒေါက်တာကပြောပါတယ်။စူးကတော့စိတ်မပူပါနဲ့ဒေါက်တာအားလုံးအဆင်ပြေသွားပါလိမ့်မယ်လို့ပြောလိုက်ပါတယ်။အချိန်ကြာရေးဆွေးနွေးပြီးတဲ့နောက်မှာတော့စူးရဲ့ကောင်လေးကစူးဒေါက်တာမာကတ်နဲ့စကားပြောတော့ခွင့်ပြုပေးခဲ့ပါတယ်။ကောင်လေးနဲ့အဆင်ပြေပြီးနောက်မှာတော့ဒေါက်တာမာကတ်နဲ့စူးရဲ့ကောင်လေးကြောင့်မဟုတ်ပဲတခြားအကြောင်းအရာတွေပဲပြောပြကြပါတော့တယ်။ကျောင်းကပွဲညကိုရောက်လာပါပြီ။စူးကအပန်းဖြေခရီးအတွက်ဝယ်ထားတဲ့ဝတ်စုံအသစ်လေးဝတ်ပြီးပွဲကျင်းပမဲ့ဟိုတယ်တက္ကစီနဲ့ထွက်လာခဲ့ပါတယ်။ဟိုတယ်ကိုရောက်တော့ခမ်းမအပြင်ဘက်မှာကောင်လေးလောက်ရက်ဆောင်နေခဲ့ပါတယ်။စူးဆောင်နေတာအချိန်တော်တော်ကြာခဲ့ပါပြီ။ဒါပေမဲ့သူ့ရဲ့ရံတော့မတွေ့ရသေးပါဘူး။ကပွဲညရဲ့ဘယင်မဆူကိုတော့ကြီးညာပါတော့မယ်။ပို့လိုက်တဲ့ message တိုင်းက deliver လုပ်ပြပေးမယ်။ reply တော့ပြန်မလာခဲ့ပါဘူး။စူးတယောက်ခမ်းမရှိမှာမျက်ရည်လေရွေးနဲ့အသေးဟတ်တက်ကွဲနေခဲ့ပါတယ်။တနေ့ကျရင်သူနဲ့အတူတူဘဝတစ်ခုထူထောင်မယ်လို့စဉ်းစားထားတဲ့သူရဲ့တစ္ဆာဖောက်ခြင်းကိုခံလိုက်ရပါပြီ။ဒီညတော့သွားပြီလို့စဉ်းစားနေတော့မှစူးရဲ့ပခုံးမော်လက်တစ်ဖက်ရောက်လာခဲ့ပါတယ်။စူးလက်ကြည့်လိုက်တော့ဒေါက်တာမာကတ်ကစူးကိုစိတ်ပူတဲ့အကြည့်နဲ့ကြည့်နေတာတွေ့လိုက်ရပါတယ်။သူကအဆင်ပြေလားလို့မေးတော့စူးကခေါင်းခါပြီးအဆင်မပြေကြောင်းပြောလိုက်ပါတယ်။နောက်တော့ဒေါက်တာစူးအိမ်ပြန်ချင်လားလို့မေးပါတယ်။စူးလည်းခေါင်းချင်းပြလိုက်ပါတယ်။ဒေါက်တာကသူ့ကနဲ့အိမ်ကိုလိုက်ဖို့မယ်လို့ပြောတော့စူးကလက်ခံလိုက်ပါတယ်။ကားပေါ်ကိုရောက်တာနဲ့စူးကစိတ်ကိုတည်ငြိမ်အောင်ကြိုးစားလိုက်ပါတယ်။ကားထဲမှာရနေတဲ့လာဗန်နာအနံ့ဒေါက်တာရုံငန်းရဲ့အနံ့နဲ့အတူတူပါပဲ။အဲဒါကြောင့်စူးကဒေါက်တာရုံငန်းနဲ့ရောက်သွားသလိုခံစားလိုက်ရပါတယ်။ဒေါက်တာစူးကြိုက်တဲ့မုတ်ကိုထုတ်ပြီးအာယုံနဲ့လမ်းဆန်းသွားအောင်စားမလားလို့မေးလိုက်ပါတယ်။စူးလည်းထူထူမစင်းစားတော့ပဲရုံငန်းထဲမှာလိုပဲမုတ်ကိုဖောက်စားနေလိုက်ပါတယ်။စူးကသူ့အင်္ဂလိပ်စာကိုပြောတော့ဒေါက်တာစူးပြောသလိုမောင်းလာခဲ့လိုက်ပါတယ်။ကားမောင်းနေတော့မှစူးနဲ့ဒေါက်တာမာကတ်တို့စကားတော့သိမပြောပြကြပါဘူး။စူးကတခုခုပြောဖို့ပါးစပ်ဟလိုက်တဲ့အချိန်မှာပဲထူးဆန်းတာတခုကိုသတိထားမိလိုက်ပါတယ်။စူးကဒေါက်တာမာကတ်စခန်းထဲမှာနေတာကြတော့လာဗန်နာအနံ့ကိုတေချာမှတ်မိနေပေမဲ့အခုချိန်ကားထဲမှာရနေတာလာဗန်နာအနံ့ပြင်တခြားအနံ့တစ်ခုကိုပါရှူရှိုက်မိနေပါတယ်။တတူနံလိုအနံ့ဆိုတစ်ခုကလာဗန်နာအနံ့နဲ့ရောထွေးနေပါတယ်။စူပါမားကတ်တွေမှာရောင်းတဲ့အသားတွေရက်လွန်နေတဲ့အနံ့မျိုးပါ။စူကအဲ့ဒီအကြောင်းပြောချင်ပေမဲ့ရိုင်းသလိုဖြစ်သွားမှလည်းစိုးရိမ်မိပါတယ်။ဒေါက်တာမာကတ်ကစူအချိန်ပေါင်းများစွာကူညီခဲ့တဲ့သူတစ်ယောက်ပါ။အခုလည်းစူရဲ့အိမ်ထီကိုကားနဲ့လိုက်ပို့ပေးနေတာပါ။ဒေါက်တာရဲ့ခန္ဓာကိုယ်ကရတဲ့အနံ့တစ်ခုကြောင့်မကောင်းတာတစ်ခုကိုဆွဆွဲသလိုဖြစ်သွားမှလည်းစူးမလိုလားပါဘူး။စဉ်းစားနေရင်စူးရဲ့အမြင်တွေဝေဝါးလာပါတယ်။စိတ်ဖိစီးမှုတွေအများများလုံးပြီးခန္ဓာကိုယ်ထိခိုက်လာတယ်လို့စူးကယူဆလိုက်ပါတယ်။စူးကကောင်းမှုလာတယ်လို့ဒေါက်တာမာကတ်ကိုပြောလိုက်တော့ဒေါက်တာစိတ်ဖိစီးမှုကြောင့်ဖြစ်တာပါ။ခဏနေတတ်သွားပါလိမ့်မယ်လို့ပြောပါတယ်။ဒေါက်တာမာကတ်အဲ့လိုပြောလိုက်တဲ့အချိန်မှာသူ့နှာခေါင်းပြုံးတော့မလို့တွန့်သွားကြတယ်လို့စူးမြင်လိုက်ပါတယ်။ဒါပေမဲ့တိတ်တော့မသေးကြပါဘူး။စူကအိပ်ပျော်တော့မလို့ဖြစ်သွားတဲ့အချိန်မှာဒေါက်တာမာကတ်ကကားဘရိတ်ကိုစောက်အောင်ချလိုက်ပါတယ်။စူရဲ့ခန္ဓာကိုယ်ကရှေ့ကိုရိုင်းသွားခဲ့ပါတယ်။စူကမှုံဝါနေတဲ့အမြင်အာရုံနဲ့ဘာဖြစ်နေတာလဲဆိုတာကြည့်ဖို့ကြိုးစားလိုက်ပါတယ်။စူသတိမလစ်ခင်နောက်ဆုံးတွေးလိုက်ရတာကတော့စူတို့စီကိုဦးတီဗီလာနေတဲ့အနီရောင်နဲ့အပြာရောင် flash မီးတွေပါပဲ။ရဲကားတန်တွေကိုကြားလိုက်ရပြီးအရာအလုံးကအမှောင်တိကျသွားခဲ့ပါတော့တယ်။နောက်တစ်ရက်မှာစူတယောက်ဆေးရုံပေါ်မှာပြန်သတိရလာခဲ့ပါတယ်။စူရဲ့အဖေနဲ့အမေကဂရင်ဘေးမှာစောင့်နေကြပြီးစူသတိရတဲ့အချိန်မှာအမေကချက်ချင်းစူကိုဖတ်လိုက်ပါတယ်။စူဘာဖြစ်ခဲ့လဲဆိုတာနဲ့ဒေါက်တာမာကတ်ဘယ်ရောက်သွားလဲဆိုတာကိုအမေတို့ကိုမေးလိုက်ပါတယ်။အမေတို့ကပြန်ဖြေဖို့ချီတုံချတုံဖြစ်နေပြီးဖြစ်ပျက်တဲ့မြောက်ရဲတွေပြန်ပြောပြလိုက်မယ်လို့ပဲပြောပါတယ်။မိနစ်အနည်းငယ်ကြာမှစူတို့အခန်းထဲရဲနှစ်ယောက်ဝင်လာခဲ့ပါတယ်။သူတို့ပြောတာတွေကိုစူမယုံနိုင်အောင်ဖြစ်ခဲ့ရပါတယ်။ဒေါက်တာမာကတ်ကိုစူရဲ့ကောင်လေးကိုတတ်မှုနဲ့ဖမ်းလိုက်ကြတယ်လို့ပြောပါတယ်။ဒေါက်တာမာကတ်ကစူကောင်လေးရဲ့လိပ်စာကိုကျောင်းသားမဆုစာအုပ်ကနေတီးသွားခဲ့ပါတယ်။ပြီးတော့ကျောင်းကဝယ်မတိုင်တဲ့အချိန်လေးမှာပဲကောင်လေးစီကိုတွားပြီးတက်ပစ်ခဲ့ပါတယ်။ဒေါက်တာမာကတ်ကသူ့ကို baseball ရိုက်တယ်နဲ့ကောင်းရိုက်ခဲ့ပြီးကားနောက်ကနေမှထည့်ထားခဲ့ပါတယ်။ပြီးတော့အဲ့ဒီကားနဲ့ပဲကျောင်းကဝယ်ကနေစူကိုခေါ်လာခဲ့ပါတယ်။ကားထဲမှာရခဲ့တဲ့အနံ့ဆိုကစူကောင်လေးအလောင်းစီကနေထွက်လာခဲ့တာပါ။တက်ခွဲဆန်းတက်ချက်အရဒေါက်တာမာကတ်ပေးတဲ့မုတ်တိုင်းမှာလဲစူးတတိလေသွားအောင်စိတ်ရခတ်ရတယ်လို့သိလိုက်ရပါတယ်။ရဲတွေကအချိန်မီရောက်မလာခဲ့ရင်စူးရဲ့တတိလေးနေတဲ့ခန္ဓာကိုယ်ကိုဒေါက်တာမာကတ်ကဘာလို့မလဲဆိုတော့စူးမတူးရဲခဲ့ပါဘူး။ဒေါက်တာမာကတ်ကစူးရဲ့ကောင်လေးရဲ့အလောင်းကို
ကားပေါ်တင်နေတာတော့အင်းကြီးချင်းတယောက်ကမတွေ့ခဲ့မိရင်စူလည်းအသက်ခံရနိုင်တယ်လို့ဒီထက်ဆိုးရလည်းဖြစ်သွားနိုင်ပါတယ်။အဲ့ဒီအတွေ့အကြုံကြီးကြောင့်စူကဒီနေ့အထိကိုစိတ်တညာရနေတော့မှာပဲ။ကိုယုံကြည်ခဲ့တဲ့သူတယောက်ကကို့ကိုအန်ရပြုတ်ဖို့စူးစမ်းခဲ့တာကတော့အဆိုးဆုံးပါပဲ။